Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့YouTube channel စတောင်းတာကြောင့်ကျွန်တော်ရဲ့နာမည်ကတော့ပီတာတုံးမို့ဂုံလာရောင်လို့ခေါ်ပါတယ်ကျွန်တော်အခု YouTube ထောင်းတာကျွန်တော်တော့9နှစ်ပဲရှိသေးရပါတော့ပြီးတော့ကျွန်တော်နေကြမှာနေပြီးတော့နေရဲ့9နှစ်သားကလေး YouTuber တယောက်ဖြစ်ပါတယ်ဒီကတော့တဘောက်ပါပဲဘာလို့လဲဆိုရင်ကျွန်တော်ကနေဆက်တဲ့ဗီဒီယိုဖြစ်ပါအကြောင်းပဲဖြစ်ပါတယ် channel မှာဗီဒီယိုတစ်ပုဒ်မှမရှိရကြောင်းကျွန်တော်ဗီဒီယိုအစတော့3ပုဒ်လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်အကုန်ဖြတ်ချလိုက်ပါဘာလို့လဲဆိုရင်အဲ့ဒီကဘာတလို့တို့ဟာဖြစ်နေလို့ပါဒီကတော့တလောက်ပါပဲကျေးဇူးရတော့ကျေးဇူးတင်ပါတယ်။ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ခဲ့ကြပါဦး။